Hi guys, welcome to Heather Patu ပါအခုကျွန်တော်တို့က Heather မြို့လယ်မှာရှိတဲ့ Heather Guest House မှာ Rocky Wadi Restaurant ဆိုတဲ့နေရာမှာမနေ့စားခဲ့ပါတယ်ပေါ့နော် view လေးကတော့အရင်ကိုလာပြီးတော့နောက်ခံတောင်းတဲ့အလားတွေကတကယ်ရှုမောစရာဖြစ်ပါတယ်ပေါ့နော်တကယ် Hollywood ကိုကျွန်တော်တို့ရောက်သွားတဲ့လိုမျိုးခံစားစေပါတယ်ရှင်အဲ့တော့အိမ်မှာမနက်စာလေးတွေ breakfast လေးတွေစားတဲ့ပုံလေးတွေပါလေးတွေရိုက် TikTok လေးပါလေးတွေစော့ပြီးတော့ကျမတို့နောက်ခီးစင်တခုကို preparing လုပ်ပါတယ်ရှင်နောက်ခီးစင်တခုကို preparing လုပ် ready to go အဲ့မှာကားဆောင်နေရင်လည်းမှာ hypermarket လေးမှာကျမတို့ဝင်ပတ်ခဲ့ပါတယ်ပေါ့နော် After let's see we are going to Heather Wadi Hubs ကိုတွားနေတာပေါ့နော် yes we are here Heather Wadi Hubs ကိုရောက်သွားပါပြီရှင်ဒီကနေမှာ activity တွေကအများကြီးရှိပါတယ်ခင်ဗျာ wall climbing zip line လေးရှိမယ်ပြီးတော့arch လေးတွေရှိမယ် rope course လေးတွေရှိပါမယ်เนาะအခုကျွန်မသွားနေတာတော့အဲ့ဒါကတော့ water slide ပါ water slide မှာသူများရဲ့ကစားခဲ့တာလေးတွေကြည့်ခဲ့ပါတယ်ကျွန်မတကယ်ရွေးချယ်ပြီး ticket ယူထားတာကတော့ဒီ tube slide ကိုပေါ့နော်ကျွန်မဒီ tube slide ကိုစီးပါမယ် slide ကျုပ်ကအပေါ်ရောက်သွားတော့လေတော်တော်လေးတော့မြင်တယ်ကျွန်မစီးရမှာဒီရှောလုံးစီးရမှာပေါ့နော်အဲ့တော့မစီးခင်မှာဟိုရိုက်ခဲ့ပါတယ်တော်တော်လေးတော့ရင်ခုန်နေတယ်ရင်ခုန်ကဘယ်လိုဖြစ်နေလဲဆိုတော့နောက်ထောင်ကြည့်လိုက်ပေါ့နော်Oh, mama. The tube slide show တစီလုံးမှာသူတို့ကရေနဲ့ဖမ်းပတ်တော့လေညနာတစ်ခုလုံးရေတွေဆင်ပါတယ်ပေါ့နော်ကင်မရာတော့ရေလေးစုပ်ခဲ့ပါတယ်အဲ့ဒါတက်ပုံလေးတွေရိုက်ပြီးတော့ကျွန်မနောက်ထပ် activity တစ်ခုဒါလေးကတော့ roof ကိုကျွန်မစီးမှာပေါ့နော်road ကတော့အရန်ကိုကျမ်းပြီးတော့အရန်ကိုဖုံနေနဲ့တထောင်ထားတယ်ပေါ့နော်ဒါတော့ကိုတယောက်ထဲမို့လို့ပါ adventurous spirit ဖြစ်တယ်လို့ပြောမှာပေါ့ဒီတောင်ကြားတွေကြားထဲမှာဒီလေတိုက်တန်ရ mountain view တွေနဲ့ကိုပေါ့နော် feeling ကပါရလဲဆို freedoms တခုပေါ့ကိုလှုပ်ချင်တဲ့အရာလေးကိုပေါ့နော် Roval by final view ဖြစ်တဲ့ Alcatam Dam ကိုကျွန်တော်တို့လာပါဆောင်နေဖြစ်သွားခဲ့ပါပြီဒီမှာတော့တချမ်းကတော့ဒီ dam ဆိုတဲ့ dam လေးရှိတယ်ပြီးတော့နောက်တစ်ချမ်းကတော့ဒီ Heather ဆိုတဲ့ mountain view နဲ့ရှိရတယ်ပေါ့နော်ဒီမှာတက်ပုံလေးတွေရိုက်ခဲ့ပါတယ်အပေါ်ရောက်သွားတော့တော်တော်လေးကို relaxing ဖြစ်ရပါတယ်Wadi Adventures ကတော့တကယ်ကို memory adventure ဖြစ်ပါတယ်အဲ့အတွက် unforgettable experience ပါ Thank you so much